ဒါကတော့ကျွန်တော်တို့အမ်ဘူလန့်အဖွဲ့တွေညာဘက်မှာစီမရှိလို့တန်းစီနေတာပါဒါဒီညတော့ဒီမှာပဲတန်းစီထားပြီးတော့မနေ့ကမှပဲစီရထည့်ရမှာပါအခုစီတန်းစီရတော့မြင်တဲ့အတိုင်းပါပဲဟုတ်တယ်အဲ့ဒါမှလင်းသွားတယ်အများကိုကူညီဖို့အတွက်ဒါစီတန်းစီနေတာပါ